ပြုံငယ်တကိုယ်လုံးငယ်ချောလာပေါ်တယ်မြို့မနဲ့တမီတဲ့ဖွာသလိုဆိုတော့မယ်ကွယ်ချိုးပြုံးရှင်တော့နမပြုံငယ်တကိုယ်လုံးငယ်ချောလာပေါ်တယ်မြို့မနဲ့တမီတဲ့ဖွာသလိုဆိုတော့မယ်ကွယ်မဟုတ်ဘူးကွယ်အမောက်ကလေးတသားသားနဲ့မြောက်လို့ပေးတာမဟုတ်ဘူးကွယ်ရင်စားစားနဲ့မြင်လိုက်ရတာအဝတ်စားမှာပဲအလွန်တင်တယ်ရင်စားစားနဲ့အဲ့တော့ကျွန်တော်တို့ဒါလေးရောက်မြန်မာမိသားစုများရဲ့နော်မြန်မာအတာနှစ်ခုတကြံပွဲ2026တကြံပွဲကိုအထူးတကွပျော်ရွှင်စွာဆွေးနွေးနေကြတာဖြစ်ပါတယ်နော်ဒီမှာမြင်တဲ့အတိုင်းပါပဲအားလုံးပြောစရာပါပဲနော်အားလုံးစီစီလုံးလုံးလေးလေးနော်စားကြတယ်တောက်ကြတယ်ကားကြတယ်ပေါ့နော်ဆိုကြတယ်နှစ်မြန်မာနှစ်ခုကိုကြိုဆိုကြတာပါအဲ့တော့သိတဲ့အတိုင်းပဲနော်ကျွန်တော်တို့ဒီနိုင်ငံသားရောက်နေတဲ့ပင်နဲ့ကိုယ့်ရဲ့မြန်မာရိုးရာလေးကိုနော်အထိမ်းအမှတ်လေးပဲဟောဒါလေးထုံတန်းလေးကိုထိန်းသိမ်းနိုင်ခြင်းအားလည်းဒါကိုယ်ရမှာပါမင်္ဂလာတစ်ပါးပဲဖြစ်ပါတယ်လို့နော်အဲ့တော့ကျွန်တော်တို့တန်းနိုင်တဲ့တော့ဒါလေးရောက်မြန်မာတွေကစုပေါင်းပြီးတော့ဆိုပုံဖန်တီးနေကြတာပါလူတိုင်းသိတဲ့အတိုင်းပဲလေအားလုံးကျွန်တော်တို့တွေကဆိုရင်အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်စိတ်တန်ရာတွေအားလုံးကိုယ်စီရရှိနေကြတယ်ဆိုတော့ဘာဖြစ်ဖြစ်ဒါလေးကကျွန်တော်တို့အတွက်အင်အားလေးပေါ့နော်နှစ်သက်အတွက်အင်အားလေးဘယ်လိုပြောမလဲစွမ်းအားလေးတစ်ခုအနေနဲ့ကျွန်တော်တို့နှစ်သက်မှာယူဆောင်သွားပြီးတော့အားလုံးเนาะကျွန်တော်တို့မြန်မာပေါင်ဝင်ကျွန်တော်တို့ထွေးထွေးကဘာကြီးမှာဖြစ်ဖြစ်နေတဲ့အားလုံးဟိုငြိမ်းချမ်းပါစေလို့နှစ်သက်မှာငြိမ်းချမ်းပါစေလို့ကျွန်တော်တို့အတက်လေးမြန်မာမိသားစုကိုကိုစားကျွန်တော်ကနေပြီးတော့မှအားလုံးဆုတောင်းပေးပါတယ်ပြင်ရွှင်လန်းချမ်းမြေပါစေကျေးဇူးပါမာလာနွယ်ခိုင်ညာရဲ့တယောက်ဆိုတယောက်လုံးအောင်မိတယ်ခင်မျိုးမလာပြီကွယ်စီချိုလို့ရဲ့မောင်မရဲ့နဲ့ခင်မရှက်သွေးကြွားမိတယ်ခါသေးနဲ့မူရကျွဲလှကုန်ဝတ်တယ်မာလာနွယ်ခိုင်ညာရဲ့တယောက်ဆိုတယောက်လုံးအောင်မိတယ်ခင်မျိုးမလာပြီကွယ်စီချိုလို့ရဲ့မောင်မရဲ့နဲ့ခင်မရှက်သွေးကြွားမိတယ်စာတီမြက်ချေကျမ်းမာပါစားတယ်လေဘောလောမလေးတွေဟေးပန်းအားလုံးမင်္ဂလာပါအခုလိုဟိုအတလိတ်ပါလေဟိုအကုန်လုံးကိုဗမာမိသားစုတွေရောအကုန်တိုင်းရင်းသားမောင်နှမတွေရောလာပြီးတော့တကြံပွဲကြီးလောက်ရတာမလောက်တာကြာတဲ့တကြံပွဲကိုပျော်ရွှင်လောက်ရတာဝမ်းသာပါတယ်ဒီထက်ပို့ပြီးတော့အတလိတ်မိသားစုတွေစီးလောက်ပါစေကိုယ့်ရဲ့ဗမာပြည်နဲ့အေးချမ်းသာရပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာကျေးဇူးပါရေညိုညိုရေခတ်တန်းတော့ရွှေမတောင်ရိပ်တူတူခုမဲ့ပြူပြူလေးရဲ့ညာလေးရဲ့နန္ဒာနန္ဒာရေညိုညိုရေခတ်တန်းတော့ရွှေမတောင်ရိပ်တူတူခုမဲ့2026 April မှာအားလုံးကျမပါစေအေးချမ်းပါစေစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအလောက်ကိုင်းတဲ့အားလုံးလည်းအဆင်ပြေကြပါစေမနာလိုခြင်းလည်းကင်းကြပါစေကြောင်းနဲ့တရားအသေးယူတွေညတာပြီးစုလိုက်တဲ့အောင်မြင်ကြပါစေ Thank you very much hello အခုလိုတကြံကားမှာမြန်မာနိုင်ငံလူတွေအားလုံးစိတ်ချမ်းသာကိုချမ်းသာပြီးတော့နော်နှစ်သိမင်္ဂလာမှာအကုန်လုံးဘယ်လိုကောင်းမလဲကောင်းကောင်းမွန်ဖြစ်ပါစေဗျာဇာတိလက်ချေချမ်းသာပါစားတယ်လေဘောလာမလေးတွေဟင်းပန်းလိုက်တော့ပဲဇာတိလက်ချေချမ်းသာပါစားတယ်လေဘောလာမလေးတွေဟင်းပန်းလိုက်တော့ပဲဒီကူတော့ပဲခင်ရဲ့လိုက်ခဲ့ပါလားပြင်းတော့ပြေမဲမောင်တို့လာချေပေါ့ကွက်ကမင်းချောရင်ငန်းထွက်ကလည်းညာငန်းသာရေညိုညိုရေခတ်တန်းတော့ရွှေမတောင်ရိပ်တူတူခုမဲ့ပြူပြူရဲ့ညာလေးရဲ့နန္ဒာနန္ဒာရေညိုညိုရေခတ်တန်းတော့ရွှေမတောင်ရိပ်တူတူခုမဲ့ပြူပြူရဲ့ယောဂီလေးသာပါပြီးတကယ်မိတ်ကောင်းမဲ့နဲ့